ဒါလေးကတော့လီလီယန်ပေါ့နော်အခုခေတ်စားနေတဲ့ခြုံတယ်လေးအဲ့ဒါလေးထိုးမှာဖြစ်ပါတယ် flower blanket လေးပါအဲ့ဒါကြောင့်မလို့မြန်မာချီလေးဝယ်ထားပါတယ်100 gram လေးပါမောင်း600 gram ရဲ့ပြီးတော့ဒီဘက်ကကျတော့ပန်းထိုးဖို့ပေါ့နော်ပန်းထိုးဖို့ရဲ့ဒီနေ့ line မဲ့ဟာလေးပေါ့နုနေရောင်လေးဝယ်အောင်ပါမရလို့ဒီရောင်လေးပေါ့ဒီရောင်လေးတားရောင်လေးနဲ့ထိုးမှာပါချစ်ပေးကြပါဦးရှင်ဒါလေးကတော့လီလီယန်ရဲ့အကလေးပေါ့နော်လီလီယန်က 3.5 နဲ့ထိုးမှာနော် 3.5 mm နဲ့ထိုးပါမယ်ဒါလေးနဲ့ပါမြန်မာချီပေါ့နော် 3.5 နဲ့ထိုးပါမယ်ဒီနေရာကမြန်မာချီဝယ်ထားပါမြန်မာချီနဲ့ထိုးမှာပေါ့နော်မြန်မာချီ600 gram ဝယ်ထားပါတယ်အချီလို့ကျွန်တော်ပါဆိုရင်တော့ဒါလီလီယန်ပေါ့နော်ဆက်စချင်းဒီမှာပေါ့နော်12တိုင်းထိုးပြီးပါပါပြီပေါ့နော်ပြီးရင်ဆက်ပြီးတော့ထိုးပါမယ်ရှင်လီလီယန်ကအခုရိုက်ပေးမဲ့သူမရှိသေးလို့ပေါ့နော်ဒီလိုဆိုဒီတိုင်းလေးပဲကိုယ့်အကူထိုးပြီးမှပဲရိုက်ရတယ်ပေါ့နော်နောက်ပိုင်းနေကြရင်တော့နောက်တော့အားကြရင်တော့လီလီယန်သူများကိုရိုက်ခိုင်းရမှာပေါ့နော်အဲ့လိုလေးပါဒါခုဆိုရင်တော့လီလီယန်ဒီမှာပေါ့နော်ဆက်ပြီးတော့ထိုးနေတာဖြစ်ပါတယ်ဆိုရင်ဒီမှာနှစ်တိုင်ထိုးပြီးတော့တိုင်တော့ပေါ့အဲ့အဆင်ရောက်နေပါပြီစထိုးပါမယ်ရှင်အခုလီလီယန် flower blanket လေးကိုထိုးနေရတယ်ဒါဆို100 gram မကုန်လေးပေါ့ဒီမှာဒီလောက်လေးတော့ရနေပါတော့ဒီလိုဆိုရင်100 gram ကိုကျန်သေးတယ်အများကြီးပဲတို့လေးပါဒါလေးကကြတော့လီလီယန်ပေါ့နော်ဒါ200 gram ချီ200 gram ကုန်ပြီးရဲ့အခြေအနေလေးပါနည်းနည်းလေးကိုွေသွားတယ်ဘီးလေးလေအဲ့လိုလေးပေါ့နော်ထိုးလိုက်တာဘယ်လိုလုပ်ဖြစ်လဲမသိနည်းနည်းတိုင်နည်းနည်းဟိုဖြစ်သွားလိုလေးပါဆိုဖီလေးပါဟိုဘက်ကတော့ဆိုဖီမာကြီးပါဆိုဖီမာကြီးကအနားယူနေပါတယ်
ဒါလေးကတော့ချီ300 gram လေးပေါ့နော်အနေထားလေးပေါ့လို့လေးပါဒီဘေးမှာတော့ပန်းလေးတက်ကပါနောက်ထပ်ထိုးအောင်မယ်ပေါ့နော်နီလီယန်ကကြာဝါတော့လေဝါတော့နောက်ထပ်ချီ200 gram လောက်ထပ်ထည့်ရအောင်နော်ဒါလေးကတော့ချီ300 gram အနေထားလေးပေါ့နော်ဒါနီလီယန်ကဝါတော့နောက်ထပ်ပေါ့နော်ထပ်ပြီးတော့ချီ2 လုံးလောက်ထပ်ထည့်ရအောင်နော်ဒါလေးကတော့နီလီယန်400 gram ထိုးပြီးရဲ့ချီလေးပေါ့နော်နည်းနည်းလေးတော့တွန်းသွားတယ်ပေါ့နော်မီလီယန်က oversize ဆိုတော့ထပ်ပြီးတော့နောက်ထပ်100 gram ထပ်ထည့်မယ်ပေါ့နော်ဒီလေးပါချမ်းမတော့600 gram ထိုးမလို့ပေါ့နော်ဒါပေမဲ့အခုလည်းနည်းနည်းတော့ကြီးနေပြီဆိုတော့ရတယ်ပေါ့နော်ဒီနေရာကိုဒီပေါ့နော်ဒီဒါ flower လေးတက်မှာပေါ့နော်အနားလေးမှာအဲ့ဒီဟာကိုထိုးလာတာဆိုလို့ရှိရင်ဒါဆိုရင်400 gram ကျော်သွားပြီဒါဆိုဒီဟာထိုးရင်900 gram ပေါ့နော်ဒါပေမဲ့ဒီနေရာ900 gram တော့မထိုးတော့ဘူးဒါကိုကြည့်လိုက်တော့နည်းနည်းတော့လီနီယန်ဝစ်လို့ရတယ်ပေါ့နော်လီနီယန်ခြုံလို့ရတဲ့အနေထားရောက်ပြီဆိုတော့ဒီတစ်ခုပေါ့ဒီတစ်လိုင်းပြီးသွားရင်လီနီယန်ပန်းလေးတက်တော့မယ်ပေါ့နော်ပန်းလေးတက်တော့မယ်အခုဒါဒီတစ်လိုင်းလေးကိုပေါ့နော်အခုကျမှပဲလီနီယန်ဒီမှာတေချာရိုက်ကြတယ်ပေါ့နော်ဒီကပြီးကန်ဒီကျမှလီနီယန်ရိုက်လိုက်တော့ဒီဟာကိုထိုးတာဆိုလီနီယန်4 ရက်လောက်ထိုးရတယ်4 ရက်လောက်ဆိုတော့3 ရက်ကျော်လောက်ပေါ့3 ရက်ကျော်လောက်တရက်ကတော့ပြင်သွားတော့ဒီပေါ့နော်ဒါဆိုလို့ရှိရင်သူကလေလီနီယန်ကပေါ့နော်ဒီထိုးနီးဒီပန်းမွင့်တက်နေရ YouTube တွေကကြည့်လိုက်တယ်ဒါပေမဲ့ဒီဟိုအောင်ကြတော့လီနီယန်က group တစ်ခုကို join လိုက်တယ်ကွာ group တစ်ခုကသူက ID ဟာကို blanket ကို3000ပေးရတယ်သူ့ရဲ့ pattern ပေါ့သူကဒီဟာကိုထိုးပြတာပေါ့နော်အဲ့ဒီဟာလေးကိုလီနီယန်ကြည့်လိုက်တယ်ပေါ့သူကထိုးပြတာပေါ့နော်ဒီဟာလေးကိုဘယ်လိုလုပ်ရမယ်ဆိုတော့ဒီပေါ့နော်လွယ်တော့လွယ်ပေါ့နော်ဒါပေမဲ့လီနီယန်ကကြတော့ဟိုလိုအမှတ်နဲ့သွားရမှာလေအမှတ်ဆိုလို့ရှိရင်တတိုင်ပြီးရင်တိုင်ပွားပြီးရင်2တိုင်ပြီးရင်တိုင်ပွား3တိုင်ပြီးရင်တိုင်ပွားအမှန်ဆိုအဲ့လိုမျိုးသွားရင်လည်းသွားရမှာကွာအဲ့ဒါကိုလီနီယန်ကကြတော့ဒီတင်တဲ့ဆီယာမပေါ့နော်လွယ်အောင်လို့ဆိုပြီးတော့သူကကြတော့ဒီတတိုင်ပြီးလို့ဒီလိုမျိုးလေးအတန်းလေးပေါ့ဒီလိုအတန်းလေးနေရာကိုရောက်ပြီဆိုရင်ဒီမှာဒီနားမှာဆို2တိုင်ပွားရမယ်လေသူအဲ့လိုမျိုးထိုးသွားရင်လည်းရတယ်ပေါ့နော်အဲ့နေရာရောက်တော့မှပဲတိုင်ပွားကိုထည့်လိုက်ပေါ့ဆိုတော့လီနီယန်ကတော့အဲ့လိုမျိုးထိုးထားတယ်ဒါပေမဲ့လီနီယန်ကအမှတ်နဲ့ထိုးထားတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းတော့ပေါ့နော်ဘေးလေးကိုကားတာတို့အဲ့လိုမျိုးလေးရတော့ရှိရယ်ပေါ့နော်သူကလွယ်လွယ်လေးပဲဒီမှာပေါ့နော်ဒီမှာလိုမျိုးတရစ်တိုင်ပေါ့ပြောရမယ်ဆိုလို့ရှိရင်double crochet လား single crochet လားဒီလီယန်ဟိုနဲ့ဆိုတော့တိတ်မသိဘူးပေါ့နော်အဲ့ဒီဟာကိုဒီလိုမျိုးလေးဒီလိုတရစ်တိုင်ကိုပဲထိုးသွားကွာသိလားဒီလီယန်အဲ့လိုမျိုးထိုးသွားတာဒီမှာအဲ့ဒီပတ်တန်ဖန်လေးတွေကတော့သက်ရှိရယ်လီလီယန်ကြည့်အောင်မယ်လီလီယန်အရင်တော့တင်တော့မြန်မာလိုပဲတင်ထားတော့လေမြန်မာလိုပဲတင်ထားတော့ single crochet တို့ double crochet တို့မှားမှာဆိုတော့လီလီယန်ဒီကတရစ်တိုင်လို့ပဲပြောလိုက်ပေါ့နော်ဒီအောင်လိုမျိုးလေဒီမှာတရစ်တိုင်လေးတိုင်ပွားတော့သူကတဖြည်းဖြည်းနဲ့လိုအပြည့်ဖြစ်သွားတာပေါ့လိုမျိုးအပြည့်ဖြစ်သွားတာပေါ့ဒီရိုက်ဖို့ကလည်းအခုကလီလီယန်ကခုံကိုတေးချပြန်မလုပ်ထားတော့လေဟမ်းမိတ်စပွဲကိုတေးချမလုပ်ထားတော့ရိုက်ရခတ်လို့လီလီယန်ကဒီထိုးတဲ့ဟာကိုမရိုက်တော့ကိုပဲလိုမျိုးထိုးနေတာပေါ့နော်လိုမျိုးလေးပေါ့အားတဲ့အချိန်တနေ့ကုန်ထိုင်ပြီးတော့ဒီဟာလေးကိုထိုးနေတာပြီးတော့မယ်ဘာလို့ဆိုတော့လီလီယန်ခရီးတစ်ခုသွားစရာရှိတယ်အဲ့ကြလို့ရှိရင်လီလီယန်ဒါလေးကိုဝစ်ချင်လို့လေဝစ်ချင်တယ်ဆိုတော့ခြုံကျင်လို့ပေါ့နော်ဒါလေးလိုလေးပေါ့အနွေးလိုမျိုးလေးပေါ့အနွေးတစ်ပတ်ကလေးကိုအားကြအနွေးတစ်ပတ်ကလေးကိုလုံးချင်တော့မှာပန်းပွင့်လေးလိုက်ထိုးအောင်မှာအားကြအမြန်ဒီအောင်ပြီးအောင်ထိုးတာပေါ့နော်ဒီလွယ်လေးအဲ့လိုမျိုးပဲတရစ်တိုင်လေးပဲအကုန်လုံးလိုက်ပြီးတော့လေတရစ်တိုင်လေးပဲလိုက်ထိုးတာဒီမှာဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်သူကဒီလိုပြောတယ်ပေါ့နော်ဆီယာမကကြတော့ဒီမှာတိုင်2တိုင်တက်ပြီးရင်ဒီမှာချင်းတစ်ခါထိုးပေါ့နော်ပြီးတော့မှဒီဘက်ကိုလို့မသွားဘူးအဲ့ဒါမှသူက line ပေါ်တာလေဒီအလဲက line လေးတွေကအဲ့လိုမျိုးလုံးမှပေါ်တာသူကအမျိုးမျိုးတော့ရှိရယ် pattern တွေကတော့မျိုးမျိုးရှိမှာပေါ့နော်ဒါတော့လီလီယန်တက်တဲ့ဆီယာမပြောတဲ့အတိုင်းပေါ့အဲ့လိုမျိုးပေါ့အဲ့လိုလေးပဲထိုးပါတစ်ချိန်လုံးအဲ့လိုမျိုးလေးထိုင်ထိုးနေလက်တွေအောင်မညောင်းနေတချို့တွေဒီဟာကိုလေဘယ်လိုလဲ
လောက်တွေလည်းတောင်းတာသူကတော့တောင်းမှာပေါ့ဘာဖြစ်လို့ဆိုတော့အရင်လက်ညောင်းတယ်လေပြီးရင်တေချာထိုးရတယ်သူတို့ကြတော့သူများကိုထိုးပေးရတဲ့သူတွေကြတော့လေကိုဝစ်တာလို့မတူဘူးလေတေချာအတိအကျ line လေးတွေဆိုလည်းညီနေမှသိရမလားလီလီယန်တို့ကြတော့ကိုယ့်ဟာကိုဝစ်ဖို့ပဲကိုယ့်ဟာကိုလောက်တာဆိုတော့ဘလို့ပဲဖြစ်ဖြစ်ရတယ်ကိုကဟိုလိုကြီးလည်း line တွေကို line မှတ်မနေဘူးသိရမလားအဲ့လိုကိုယ့်ဟာကိုပုံမှန်လေးကိုလိုချင်တဲ့ပုံစံလေးပုံရပြီလီလီယန်ကြတော့အဲ့လိုမျိုးဟိုအတိအကျကြီး line မှတ်မနေဘူးလေအဲ့လိုမျိုးပေါ့ဒါလေးကိုလီလီယန်ပြီးအောင်ဆက်ထုတ်လိုက်ပါမယ်နော်အခုတော့ဒီမှာဒီလက်တူလေးပေါ့ဒီမှာပုံကတော့ပေါ်နေပြီနောက်မှလီလီယန်ဒီစားရိုက်ပြမယ်ပေါ့နော်အခုကလီလီယန်ပေါ့နော်ဒါ bell flower ပေါ့ခေါင်းလုံးပန်းလေးထိုးဖို့အတွက်လီလီယန်ဒီမှာအနာသက်လေးလုပ်နေရပါတော့တရွက်လုပ်ဖို့လေးလုပ်နေရပါလေးထိုးနေရပါတော့နှင်းစီပန်းကြာလီလီရဲ့အသေးလေးတော့မှထိုးလိုက်တော့လေနှင်းစီပန်းမထိုးတော့နောက်ထပ်တစ်မျိုးစမ်းသွားအောင်ပေါ့စမ်းသွားအောင် bell flower လေးပေါ့ခေါင်းလုံးမလေးထိုးမယ်အဲ့လေးကလည်းလှရတယ်လေလှတဲ့ဟာလေးထိုးနှင်းစီပန်းလေးလည်းလှပါတယ်တော်တော်လှတယ်လူတွေကတော့အစုံထိုးကြတာပေါ့ဒီလိုမျိုးဟာနဲ့ဆိုနေကြပန်းနေပါလေထိုးတယ်ဒီနေ့နောက်တစ်ထည့်ထိုးပြခဲ့လို့ရှင်နေကြပန်းနေပါလေထိုးမယ်ထိုးကြည့်အောင်ပါပေါ့နော်အစုံလေးပေါ့ကာလာစုံလေးထိုးကြည့်အောင်ဒါပေမဲ့ဒါတစ်ထည့်ထိုးဖို့ကတော့ခက်တယ်တော်တော်ခက်တယ်ဆိုတော့ဒီလိုပေါ့အချိန်ပေးရတာပြောတာလက်ညောင်းတာပေါ့လက်တွေဆိုလို့ရှင်အန်သေးတာပဲထိုးရချိန်ပေးပြီးမှထိုးရတာဒါလေးကဒီလိုချိန်လေးကိုတက်ပြီးတော့နှစ်ခုချပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒါလေးကရိုးရိုးဒီမှာထိုးလိုက်ပေါ့တိုင်တိုးတစ်ချောင်းထိုးလိုက်ပေါ့လိုမျိုးချိန်လေးကိုတက်ပြီးရင်နှစ်ခုချပြီးရင်တိုင်တိုးတစ်ချောင်းထိုးတာပဲပေါ့နော်အဲ့ဒါကိုပတ်လည်းထိုးရတာပေါ့နော်ဒါလေးက base ပေါ့သူကဒီဟာတစ်ခုဆိုအခုဆိုဒါကြီးအကျယ်ကြီးပဲဆိုကြာကြီးထိုးတာတစ်ပတ်ပြည့်အောင်တော်တော်ကြာတော်တော်ထိုးတဲ့သူတွေတော်တော်စိတ်ရှည်မှရမှာဒါဆိုရင်နေရထိုးတာဒီမှာပေါ့ဒီမှာတပတ်ကြီးတော့ရှိမပြည့်သေးဘူးဒါဆိုတဝက်လောက်ပဲရှိမှာဒါနေရဆက်ထုတ်လိုက်အောင်နော်ခုဆိုရင်တော့လီလီယန်ကတဲ့ရွက်ကလေးတွေစပြီးတော့ထိုးနေဖြစ်ပါတယ်ရှင်ဒီမှာပါ
ဒါလေးကတော့ update လေးပေါ့နော်လီလီရဲ့ crochet flower update လေးပါတည့်ရက်လေးထိုးနေပါပြီခုလီလီရဲ့ဒီမှာထိုးပြမယ့်ဟာကြတော့ဒီမှာပေါ့နော်တည့်ရက်လေးပေါ့တည့်ရက်တွဲမဲ့နေရာလေးပေါ့ဒီလိုလေးပေါ့နော်အဲ့လေလီလီရဲ့ထိုးထားတာဆိုရင်တော့ပြီးတော့မယ်ပေါ့နော်ဒီမှာပြီးခဲ့နေမှာပဲလီလီရဲ့ရိုက်လိုက်တော့တယ်ပေါ့နော်ဒီလောက်ပဲကြာတော့တယ်အကြီးပဲထိုးပါလက်တွေကိုလေတော်တော်လက်အန်သေးတယ်ထိုးရတယ်အမုန်းပေါ့မီးငွေအောင်ထိုးရတယ်အဲဒါကြောင့်သူများတွေဈေးတွေယူရတယ်ပဲပြောနေပေါ့နော်ဒါလီလီကကြောက်ကိုယ့်ဘာကိုဝတ်ဖို့ထိုးတာဆိုတော့လေဘာမှမဖြစ်ဘူးပတ်တက်မကြက်လည်းဘာမှမဖြစ်ဘူးဒါ handmade ဆိုတာ limited edition ပဲလေကိုယ့်ဘာကိုထိုးတာဒီလိုမျိုးထိုးတဲ့ဟာနောက်တစ်ခေါက်ထိုးဆိုဒီလိုပုံစံမဖြစ်ဘူးလေဒီလိုအလွဲလေးတွေမဖြစ်ဘူးအဲ့လိုမျိုးပေါ့နော်လီလီကတော့အဲ့လိုမျိုးခံထားတယ်အဲဆိုတော့ဒီမှာအခုတည့်ရွက်ထိုးတော့မယ်ပေါ့နော်တည့်ရွက်ထိုးတော့မယ်ဆိုရင်အခုဒီမှာဒါဆိုရင်ဒီထဲမှာကထိုးပွားဆို chain 6ကိုထိုးမယ်ပေါ့နော်1 2 3 4 5 6ဒီမှာ chain 6ကိုထိုးမယ်ပြီးရင်နှစ်ပေါက်ကျော်မှာဒီမှာ skip stitch နဲ့ထိုးမယ်ပြီးရင်3 chain ဖမီး3ထပ်တယ်ပေါ့နော်တက်ပြီးဒီထဲမှာတိုင်းတို့တစ်ချောင်းထိုးသူကလေလွယ်လေးဒီလားလီနီကပထမမမှတ်ထားတော့ကွယ်ဟိုနည်းနည်းကြည့်ပြီးလိုက်ထိုးရပါဘောနော်ဆရာမပြောတဲ့ဟာဂရုတွေမှာတင်တဲ့ဟာပြီးအခုကျမှတ်မိသွားကိုယ့်ကိုတိုင်းထိုးရုံပဲပေါ့လွယ်ရင်လည်းလွယ်မှာပေါ့နော်ဒါပေမဲ့ကိုယ့်ပတ်တန်နဲ့ကိုပေါ့လိုမျိုးပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ဒီမှာ3 chain 3ခုတက်ပြီးလို့ရှိရင်ဒီမှာတိုင်းရှည် chain 3ခုတက်ပြီးရင်ဒီမှာတိုင်းရှည်ထိုးမယ်အဲ့ဒီထိုးပြီးဖုံးမီးတစ်ခုတက်နဲ့ဖုံးမီးတစ်ချက်တက်3ပြီးရင်ဒီမှာ4ဖုံးမီးတစ်ချက်တက်ဒီမှာ5ပေါ့နော်5ပြီးဖုံးမီး3ခု1 2 3ဖုံးမီး3ခုတက်ပြီးွားရင်တက်ပွားဒီအောက်မှာပေါ့နော်ဒီအောက်မှာတိုင်းတို့တစ်ချောင်းထိုးလိုက်ပြီးွားရဲဆိုဒီဘက်မှာတိုင်းတို့တစ်ချောင်းပြန်ထိုးပွား1 2 3 4 5 chain 6ခုတက်ပြီးွားလို့ရှိရင်ဒီမှာနှစ်ပေါက်မြောက်မှာ skip stitch နဲ့လုံးပြီးရင် chain 3ခုတက်ပြီးရင်ဒီထဲမှာတိုင်းတို့တစ်ချောင်းထိုးပြီးရင်ဒီဘက်ပေါက်မှာတိုင်းတို့တစ်ချောင်းထိုးပြီးတော့ဒီမှာ chain 3ခုတက်ပြီးရင်ဒီထဲမှာတိုင်းရှည်5ချောင်းပေါ့နော်အဲ့မှာတိုင်းရှည်တစ်ချောင်းပြင်ဖုံးမီးတစ်ခုတက်နဲ့3 4 5တိုင်မြောက်ကြလို့ရှိရင်ဖုံးမီး3ခုတက်လိုက်ပါနော်1 2 3ပြီးသွားလို့ရှိရင်ဒီအောက်မှာတိုင်းတို့တစ်ချောင်းလာတွဲလိုက်နော်တိုင်းတို့တစ်ချောင်းတွဲလိုက်တွဲပွားရင်ဒီဘက်ပေါက်မှာတိုင်းတစ်ချောင်းတွဲပြီးရင် chain 6ခုတက်ဒါပဲပေါ့နော်6အဲ့လိုမျိုးထိုးရတာပေါ့နော်မလီလီယန်ထိုးတာဆိုဒီမှာအများကြီးပဲတစ်ခုလုံးပဲပေါ့နော်ပြီးတော့မှအကုန်လုံးပြီးတော့မှပဲလီလီယန်အကုန်လုံးရိုက်ပြပါမယ်လူလေးပါခုဆိုရင်တော့လီလီယန်ရဲ့ဒီဟိုလေးပေါ့နော် crochet flower blanket လေးကမပြီးတော့မပြီးသေးဘူးပေါ့နော်ဒီမှာပန်းလေးတက်ဖို့ပဲဆက်တော့ပန်းက4ပွင့်မဲ့တက်ကလေးလိုလေးပါဒီတွေက bell flower လေးပေါ့နော်ဒါလီလီယန်ပြီးတဲ့လောက်အချောတက်ပြီးပန်းလေးတွေကိုရိုက်ပြပေးရပါလေးပါပန်းလေးရင်ချစ်စရာလေးချီလုံးကနှလုံးမှလိုက်ပါဘောနော်လိုမျိုးလေးခုဆိုရင်တော့လီလီယန်ထိုးတဲ့ crochet လေးရဲ့ဒီမှာဒီနားလေးပဲကျန်တော့တယ်ပန်းလေးဒီနားလေးပဲကျန်တော့ဘက်ကတော့လက်စတက်ရမှာပေါ့နော်ဟိုးမှာတကွေကြီးပဲပန်းနေကုန်လုံးထိုးပွားပါပြီပြီးလို့ရှိရင်တော့လီလီယန်ရဲ့ပုံစံလေးကိုမြင်ရပါတော့မယ်โอเคခုလီလီယန်ဒီမှာပေါ့နော်ပန်းထိုးဖို့အတွက်ကိုခု2ပွင့်ပဲကျန်တော့တယ်
လီလီယန်ထိုးရ2ပွင့်ပဲကျန်တော့ပါနော်အခုလီလီယန်ဒီမှာပေါ့နော်ထိုးရ2ပွင့်ပဲကျန်တော့ပါနော်အဲကြောင့်မို့လီလီယန်ဒီမှာပန်းလေးကိုဘယ်လိုထိုးလဲဆိုတာကိုရိုက်ထားပါတယ်ဒီကပေါ့နော်ဒီမှာပွင့်အောက်ကလေသင်ဖက်ရဲ့အောက်ကဖူးပုံစံလေးကိုရင်ထိုးရနော်ဒါလေးကကြောင့်လီလီယန်ပေါ့နော်2ပွင့်ထိုးပြီး2ပွင့်ပဲကျန်တော့ထိုးနေနေထားလို့ပါနော်ဒီထိုးပြထားတာပေါ့နော်အဲ့ဒီမျိုးပေါ့ပန်းနေအောင်ဆိုဒီအတန်မထဲတော့ဘူးဒါလေးကိုရှိပေးထားတယ်အဲ့ဒါပေးထားတယ်ရပါရဟုတ်တယ်အရင်ဆက်ရှင်ဒီအတန်ထည့်လိုက်တော့ ရှိရတယ်ဒီမှာကျွေးလေးတွေရွှေ့ရှင်လေးအဲ့လေးနဲ့လိုက်ပြီးတော့ချိုးပါတာပဲနော်တော်တော်လောက်နေပြီမြင်တော့ထိုးလာတယ်ဒီဒီရဲ့အင်းကြီးတော့နည်းနည်းပေါ်တယ်ခုကကြာတော့နော်သူကထိုးနေရတာအမြင်တော့ထိုးရခံကြလို့ရှိရင်ငါတလေးပဲဒီတိုင်ငါလို့ရှိရင်တကယ်လို့ဘယ်တော့လောက်ပဲရှိရတယ်။ဒါဆိုတော့ဒီလိုရွက်ဖြစ်နေတယ်နော်။ရင်းနေနေနေဆက်ရှိဒီရကြတော့လေးပဲဒီအကူနည်းနည်းလေးရှော့တကယ်လို့ရှိရင်ဒါလည်းဒီတော့ပါနေစမ်းနေမတဲနေပေါ့ဒီဟမ်းမီစပူလေးတိချင်မတင်လိုက်တော့လေအရင်တော့ဆိုလို့ထားတယ်ယူစင်းနေပါဒီဟမ်းမီစပူလေးကိုကြာမလိုက်ထားတယ်နော်အဲ့လိုကြောက်နေဒီအငင်းလေးရှော့ရပါစေတော့ငင်းရမ်းနေအဲ့ဒါဒီပါလီကြမ်းရှိဘူးဒီချက်တော့ဒီပါပါနေအဲ့လိုဖြစ်ရှိုက်တာမပြောကလေးဆိုသူလဲဘာလားရိုက်ပေးရအငင်းလေးရှော့ပြီးတော့မှကြည့်အောင်မြင်အောင်တော့ရိုက်ပေးတော့တယ်ဒီတပွင့်မဲ့ကျန်တော့ဒီတပွင့်မယ်ပြီးရင်မုံနောက်တစ်ပွင့်ကျန်နေတယ်မထားရတော့ဒီတပွင့်မယ်ရိုက်မှာအဲ့လိုတော့လေအမြန်ထိုးရတာလေးလေးအမြန်ထိုးနေနည်းနည်းအကူရှော့ပြီးချင်တယ်လေပန်းနေမြင်ပြီးချင်တော့မြင်လဲမျိုးဝစ်ချင်လေးရှော့မမြင်ရဝစ်ချင်တယ်ဆိုအဲ့လိုမဟုတ်ဘူးရိုက်ချင်တာသူများကြည့်ဖို့တော့မမြင်ရလို့လေဝစ်ပြီးရိုက်ချင်တယ်ဆိုမြင်လေးပြအောင်တော့ဘာဖြစ်ဆိုလေးလေးကြိုက်ချူးသွားမှာအဲ့ဒီဟာကိုတကယ်တမ်းဆိုကြိုက်ချူးသွားတော့ကဝက်မလို့ပေါ့နော်တောင်းမှဆိုရင်မြူလေးနဲ့ဆိုတော်တော်ရတယ်ပြီးတော့အမှန်နားလိုက်ပြီးရိုက်ချင်တာပေါ့ကျမလက်ပေါ်သွားဖြစ်တယ်။ဦးလက်ပေါ်သွား။အခုပြန်ရောက်တော့မှပြီးတော့မယ်ဒီမှာပြီးတော့မယ်မြင်ညာပြန်ရောက်တော့မှမြင်ပြီးတော့မြင်ပြီးအောင်လုပ်လိုက်တာ။ရက်ချင်မှချီလုံးလိုက်တော့လောက်တော့ပေါ့နော်။မလောက်တော့ထွက်ဝင်လာတယ်။အဲ့လိုမျိုးပေါ့အငင်းလေးရှော့ခိုးလေးရဲ့ခိုးချက်ပန်းစီလေးပြီးတော့လာနော်ဒီလိုပါနော်သူကကြာပြီပန်းစီလိုလေးနဲ့ဒီကိုင်းလို့ရတယ်ချစ်စရာပန်းစီလေးနော်ပြီးတော့လီလီယန်နောက်တစ်မျိုးပြမယ်နော်ဒါလေးကလုံးဝ trend ဖြစ်နေတဲ့ဟာလေးပေါ့နော်လီလီယန်ဒါကိုထိုးရတယ်ဆိုရင်10ရက်လောက်ထိုးလိုက်ရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ပန်းတွေကအများကြီးပါလေဒီမှာပန်းတွေကလည်းအများကြီးပဲဆိုလီလီယန်တော်တော်ထိုးလိုက်ရတယ်ပေါ့နော်ဒါလေးကချုံပေါ်အနေနဲ့လေတောင်းရရနော်လီလီယန်ပြပေးမယ်ဒါလေးကဒီမှာပေါ့နော်သူကဒီလိုလေးနဲ့ရတယ်ဒီလိုလေးလေးခြုံပြီးတော့အဲ့လိုလေးပေါ့အဲ့လိုလေးနဲ့ရတယ်ချစ်စရာလေးထိုးတာပေါ့နော်ဒီခေါင်းလောင်းပန်းလေးကအများကြီးပဲဒါလေးနဲ့ထိုးတာပေါ့နော်ကြာကြီးထိုးတာဒီလိုလေးပဲချစ်စရာလေးနော်လေးလေးအရင်ကြိုက်ပါတယ်ကိုယ့်အကူထိုးလို့လေဘိုင်ဘိုင်